ဆက်လေးရပါပြီဖေဆက်လေးမင်္ဂလာပါဖေမင်္ဂလာပါတကယ်ဆက်လေးပေးလိုက်ပါကဲခဏလေးဆရာလေးကြောင်းကိုလိုက်ပြီးတော့ကြည်အောင်မယ်နော်ကြည်ရင်းနဲ့ပြောမယ်နော်ဆက်လေးကဲဆက်လေးဝန်းတာနေတာပေါ့ဆရာလေးအကြောင်းလေးကဟိုမှာယာယီကြောင်းလေးမလားဘူးစင်လေးပြအောင်ယာယီကြောင်းလေးလိုက်ပြလိုက်မှအရင်ဦးဆုံးဆရာလေးရဲ့ကြောင်းလေးဖြတ်ထားတဲ့ဟာလေးတွေအတူအစာလေးတွေကြောင်းလေးသူကြောင်းလေးဖြတ်ထားတာဘူးစင်အောက်မှာဆရာလေးကဟိုးမှာအဲ့ဒါယာယီလေးနေပြီးတော့မှဒီမှာယာယီလေးချက်ပြုတ်ပြီးတော့မှကျောင်းဆောင်နေတော့နေရှာတာအားလုံးမင်္ဂလာပါရှင်ဆရာလေးဒေါ်ပညာဝတီရဲ့ကျောင်းပေါ့နော်ကျောင်းလေးမှတ်မိကြမယ်ထင်ပါတယ်ကျောင်းလေးအိုနေတဲ့ကျောင်းကလေးမိဖို့ကျောင်းလေးပျက်စီးတော့မဲ့ကျောင်းကလေးနောက်အခင်းလေးတွေဝါးခင်းလေးတွေနဲ့ကျွန်းနေတဲ့ကျောင်းလေးမှတ်မိကြလားမသိဘူးကျွန်မနော်ဆရာကြီးဒေါ်ပညာဝတီဓမ္မစရိယ3ချမ်းပြီးထားတာပါနော်ဖះသမီးတော်ငယ်တွေကဝတ်လာခဲ့တဲ့ဖះသမီးတော်ပဲဖြစ်ပါတယ်ဓမ္မစရိယ3ချမ်းပြီးဆရာကြီးဒေါ်ပညာဝတီကိုကျောင်းအလှခံပေးတာမှာအခုကျောင်းလေးပြီးတော့မှဘယ်နှစ်ရက်နေပြီးမလဲမသိဘူးစေးတုံနေပါပြီနော်အဲ့ဒါလေးကိုလာပြီးတော့မှကျောင်းအလှရှင်တွေကိုကဲလာပြီးပြတာပါရှင်ကဲဆရာကြီးရှေ့ကြွပါရှင်ကဲကျောင်းလေးကြွားပါအောင်ဆရာကြီးရဲ့ဆရာကြီးကျောင်းလေးကြွားပါအောင်ကြွားမယ်ကဲလုံနေတော့နော်လုံနေနော်ကျေးဇူးတွေလည်းတင်ပါတယ်ဟုတ်ကဲ့ဆရာကြီးကဲပြောမယ်နော်ပြီးတော့ပြောမယ်ခုဒါစေးတုံနေပါပြီအောက်ကတော့ဟောဒီဟာတခုကဟိုပါတယ်ကျမတို့နှစ်ထပ်ပေါ့နော်နှစ်ထပ်ကိုမှအောက်ကဖောင်ဒေးရှင်းကအမြင့်ကြီးလောက်ရတာဖောင်ဒေးရှင်းလေးပြလိုက်ပါအောင်နော်အန်တီဝင်းသိမင်္ဂလာပါရှင်ဖောင်ဒေးရှင်းလေးတေချာလေးပြပါအောင်မယ်ဒီမှာအမြင့်ကြီးပဲနော်အမြင့်ကြီးပဲမောင်တို့ဒါဘယ်နဲ့ပေမြင့်တာတော့ဟိုက9ပေနော်9ပေမြင့်တာရေက4ပေတက်တာဆရာလေးတို့စီမှာလေနောက်က6ကြီးအခုပြရဲ့ဒီရဲ့နောက်က6ပေါ့နော်အဲ့6ကနေပြီးတော့ရေတက်လာလို့ရှိရင်မိုးရင်းရေတက်လာလို့ရှိရင်သူက4ပေလောက်ထိတက်တာအဲ့ဒါနဲ့အပေါ်ကိုသူကကာပြီးတော့အထက်ကသဲတွေထည့်ရတာပေါ့နော်ဖောင်ဒေးရှင်းကနောက်အပေါ်ကကျမတို့တပေပေါ့တပေအကြံထားလိုက်ပြီးတော့မှအခုဒါလေးကအောက်ထက်ကတန်နဲ့မန်းတော့စတီးဆွဲကြတန်ထောင်လိုက်ပြီးတော့မှဒါအုတ်တွေပတ်ထားလိုက်တာပါနော်အုတ်တွေပတ်ထားပြီးတော့ကျောင်းရဲ့အောက်ထက်ကဒီလိုလေးပါနော်ကဲဒါလေးပြပါအောင်မယ်ကျောင်းရဲ့အောက်ထက်ပေါ့အပေါ်ကဆရာကြီးတပားနေဆောင်ပေါ့နော်တပားအပေါ်မှာနေမယ်ဆိုပြီးတော့လှုပ်လိုက်တာပေါ့နော်လှုပ်လိုက်တာမှာဒါမိဖို့ခံဒါအောက်ထက်ကအိမ်နာရီချိုးခံပြမှာနော်ဒါအောက်ထက်ကအိမ်နာရီချိုးခံအပေါ်ထက်မှာလည်းရှိပါတယ်အိမ်နာရီချိုးခံတက်မယ်ဆရာကြီးတက်မယ်ကြောင်ပြရနော်ဒီဟာဒီလိုမြင့်လိုက်ပြီးတော့အပေါ်ထက်ကဆရာကြီးနေဖို့ဆိုလှုပ်လိုက်တာကဲဆရာကြီးတက်မယ်ကဲအကုန်လုံးလက်ဆက်တက်နေပါပြီစေးတုတ်တဲ့သူကတော့ရဖြစ်တက်ဆရာတပြီးတော့နောက်ကလိုက်ခံကဲဒီမှာကြီးပဲကျေးဇူးတော်ကြောက်ပေါင်းလေးနေတော့ဆရာကြီးဝမ်းသာနေတာနော်ဒါရှေ့ရဝမ်းသာလေးပေါ့နော်ရှေ့ရဝမ်းသာလေးဟုတ်အန်ဒီမိမြင့်သမင်္ဂလာပါနော်ဆရာကြီးရဲ့အကြောင်းလေးပြီးသွားပြီအန်ဒီနွယ်နွယ်လေးဝင်းနေတာနာလူခံပေးရတာရောလှုပ်ပေးရတာရောကိုဒီမှာကဟိုဟာလေးပေါ့နော်တရားဆရာကြီးအခန်းဒါကသူဆရာကြီးတပားတဲ့နေမဲ့အခန်းလေးပေါ့နော်အခန်းလေးမြေကုံမှာပဲမြေရှိတဲ့မြေကုံလေးစောက်ပေးထားတာဒါဘူရန်အင်နာလေးကတက်ကလေးနွယ်နွယ်လှူထားတာအင်နာလေးကဒါအင်နာကြီးချိုးခန်းလေးပေါ့နော်ဆရာကြီးဒီဘက်နေအသက်ကြီးတဲ့အခါကျရင်သူအောက်ထပ်ပဲအင်နာကြီးချိုးခန်းပါလာဖြစ်နေတာအဲ့ဒါနဲ့အပေါ်ဓာတ်ကကန်ထရိုက်ကိုလှုပ်ပေးပါဆိုပြီးတော့အင်နာကျမလှူပါမယ်ဆိုပြီးတော့လှုပ်ပေးပါဆိုတောင်းဆိုလိုက်တော့လှုပ်ပေးရှာတာဒါဖျားစင်လေးပေါ့နော်ဆရာကြီးတပည့်တော်ကလေဒီအလှထဲမှာတပည့်တော်15သိန်းပါတယ်ဒီဖျားစင်ကတက်လှူမှာဖျားစင်ပလင်ရယ်ဖျားစင်နုတော်ရယ်ဖျားပန်းဦးအရေးချမ်းပေါ့စိမိကတ်တဲ့ခွက်တရားစားနော်တပည့်တော်လှူပေးမယ်နော်ကဲဒါလေးပါရှင်နည်းနည်းချက်လဲပါတယ်ကမီးတွေလည်းပြီးသွားပြီမီးကိုဆေးလိုင်းဝင်နေတာမီးလာနေတာမိတ်ဆက်လေးဟောဒီမှာမီးလာနေတယ်နော်အပီစီပြီးသွားပြီဆယ်လေးဘာမှလှုပ်ဆရာမလို့တော့တခုပဲအောက်ထက်ကဟိုစင်းင်းနဲ့မှပြီးတော့ထက်ရှင်းပြီးတော့မှအလှခံပေးမယ်နော်ဆယ်လေးဒီတရားလေးကြောက်ပြားကာပေါ့နော်အပေါ်ကကြောက်ပြားအထူကြီးတွေကာထားတာဖျားစင်နဲ့ဆယ်လေးကဲကြည်နူးဝမ်းသာပီတိတာတွေပြောပါအောင်ဆယ်လေးဝင်းနေတာနေတာရှင်တို့ကအားလုံးဆယ်လေးရဲ့အင်းကြီးနဲ့လည်းဝင်းနဲ့သားပါတယ်လူက
ံစီကွာလေးလည်းတိုးတက်ပါစေလို့လည်းဆုတောင်းမြတ်ပို့တာပါတယ်လို့ဒီဘိုင်းနဲ့တွေ့ရတာလည်းတရားနဲ့တွေ့ရတယ်လို့တရားနဲ့တွေ့ ချက်ချင်းမလိုက်တာဟောလာဆရာလေးက ဒီဘိုင်းနဲ့တွေ့လိုက်လို့ခုလိုလေးဖြစ်သွားတာဆိုအလူရှင်အားလုံးကိုလည်းကျေးဇူးတွေတင်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးနော်တပည့်တော်လာတော့ကကျမဟိုပါလေလာတော့ကမှတ်မှတ်ရရတပြက်စီးရောင်းတဲ့ကလေးလေးမောင်မြင့်မြတ်ကိုအိမ်ပြောင်းတာကိုလာပြီးတော့ရွှေ့ပေးတာရွှေ့ပေးရင်းနဲ့ဆရာကြီးနဲ့ချိန်ပြီးအပြန်မှာဝင်ပြီးတော့ကြည်လိုက်တာဝင်ကြည့်တော့အဲ့ဒီနေရာမှတ်မှတ်ရဆိုရင်29ရက်တလအခု29ရက်တလဆိုတော့အခု28နှစ်လပိုင်းဆိုတလနဲ့73ရက်အတွင်းမှာကြောင်းဖြစ်သွားတာပဲဆရာလေးဝင်းသားနော်ဆရာအမှန်တော့လေဆရာရဲ့ကံပဲဆရာရဲ့ဟိုပေါ့နော်ကျင့်ကြံပွားများအထုတ်ခဲ့တဲ့ကံဒီဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပြီးယတ္တိသာသနာဓမ္မစီက3ချမ်းအောင်လဲဆိုနဲတဲ့ကြိုးစားအထုတ်မှုမဟုတ်ဘူးနော်ဆရာငယ်တည်းကဆရာကျင့်သုံးခဲ့တဲ့တီလာတွေဒါတွေကြောင့်မို့လို့ပါတပည့်တော်ကအဲ့ဒါကြောင့်မို့လို့ကိုတပည့်တော်ကိုဆရာကြီးเจ้าကိုသွားကြည့်ပါဆရာကြီးเจ้าကိုသွားကြည့်ပါဆိုပြီးတော့သွားကြည့်ခိုင်းတဲ့ဟိုသွားကြည့်ခိုင်းတာတိုက်တွန်းနေတော့ဆရာကြီးเจ้าကိုမဖြစ်အောင်ကိုတပည့်တော်ကရောက်အောင်လာခဲ့ရတာနော်ဆရာကြီးနော်ဆရာကြီးရဲ့တီလာတမာတိပညာဒါတွေပါပဲဆရာကြီးတပည့်တော်ကလေအလူခံတော့လဲလွယ်လွယ်အလူခံပြီးတော့မှတကယ်လှူကြတာပေါ့နော်အလူရှင်တွေကိုလည်းတပည့်တော်ကအခုအသေးစိတ်ပြန်ပြီးတင်ပေးပါမယ်ဆရာကြီးနော်ကဲဒီမှာကြုံရေရောမီးရောမျက်နှာကြီးရဲ့အကုန်လုံးအပီးစီဆရာကြီးဘာမှလုပ်ဆရာမလိုတော့ဘူးကျေးဇူးတင်တယ်ဟိုမိုင်းလာလိုက်လို့ပေါ့နော်လာလိုက် တမ လုံးတင်ကဒီလိုပဲနေနေရ တပည့်တော်ကလေဆရာကြီးစီလာပြီးတော့လေကြည်ပြီးတယ်ကွာရင်ထဲမှာမချမ်းသာအောင်မချမ်းသာတော့လေအမျိုးသားကိုပြောတာတပည့်တော်ကလေအဲ့လိုလိုပဲလို့တွားကြည့်ခဲ့တာဆိုဘယ်သူမှအလှရှင်ဖြစ်ငါတို့လှူလိုက်မယ်တဲ့အလူကန်ကြည့်ပါဦးမယ်လို့ဆိုပြီးတော့လေတပည့်တော်လုံးဝမချမ်းသာစိတ်ထဲမှာလေစောက်ပေးချင်တာဆရာကြီးအတင်းလှုပ်ပေးချင်တာအတင်းဟုတ်ဆရာကြီးခုတော့အဆင်ပြေသွားပြီဆရာကြီးဝန်တာပါတော့နော်တပည့်တော် လူရှင်အားလုံးလည်းဟာကျေးဇူးတွေဟုတ်ကဲ့ကျောင်းနေမှာပြည့်ပြရတယ်ဟုတ်ကဲ့ပါဆရာ ကျန်တဲ့စာလေးလည်းဆက်ကျိုးစားတော့ဆရာရဲ့ဝိညာဉ်ဝိလူပွဲကိုလေဟုတ်ကဲ့ဟုတ်စိုက်ကဲအေးစစ်ဆရာကြီးစာမွက်ဆက်ဖြေလို့ရပြီဆယ်နော်ဆရာကြီးဆရာကြီးရဲ့ဟွာဟုတ်ကဲ့ပါရှင်ဆရာကြီးဟွာပါသီလတွေတမာတိတွေပညာတွေအကြောင်းမှာလွယ်လွယ်ကူကူပြီးမြောက်တယ်ဆိုတာတပည့်တော်ကဘလောက်ပဲကြိုးစားအလူရှင်ရဲ့တရားတရားတွေကရှိသေးတယ်လေအလူရှင်လူဟွာလောက်အောင်အလူရှင်လှူခြင်းအောင်လဲဆရာကြီးရဲ့ဟွာတွေပြောပြရတာပေါ့တပည့်တော်ကဆရာကြီးရဲ့ပညာဂုဏ်တွေပြောပြရတာပေါ့နော်အဲဒါကြောင့်ဆရာကြီးကိုကြည်ညိုပြီးလှူကြတာလေဆရာကြီးနော်ကဲအဲ့ဒါအောက်ဆင်မယ်နော်အောက်ကအဲ့ကာခြင်းတဲ့ဟာလေးထပ်ပြောမယ်နော်ဆရာကောင်းကောင်းဆင်အောင်ကဲနှစ်ထပ်ကလေးဖြစ်တာဆရာကြီးရဲ့ဖုံးကန်နှစ်ထပ်ကလေးဒီမှာကဒီဟွာလောက်တာပေါ့နော်အခုဒီဟာအမီးဘိုကုံလေးလောက်တာဒါအမီးဘိုကုံလေးဒီဟာမပါဘူးပေါ့နော်ဒီရဲ့အကာတွေမပါဘူးပေါ့နော်အကာတွေမပါဘူးကျမတို့ဟိုလောက်တာလေအကာမပါတော့ဒီဟာလေးကအုပ်လေးထပ်ပြီးကာလိုက်မယ်ဆိုလို့ရှိရင်သူကနှစ်ထပ်ပြပြဝဝတင်းတင်းရင်းလေးဖြစ်သွားမှာပေါ့နော်အောက်ထက်ကဘာပဲလှုပ်လို့ပေါ့အဲ့လာဆောင်လာလဲလာပြီးဖြစ်စီပေါ့နော်ဆရာကြီးအဆင်ပြေသွားမှာအဲကြတော့ဆက်ပြီးတော့ဒီအုတ်ကာဘိုးလေးဆက်ပြီးတော့ဆရာကြီးအလူခံပေးမယ်တပည့်တော်ကနော်ဟိုမှာတဝယ်ပါလေးတွေထုတ်ထားခဲ့တာဟိုနောက်ခန်းမထုတ်ဘူးလားနောက်ခန်းတဝယ်ပါဟိုဟာလေးစီတော့ကဟိုဖောက်ခဲ့တာအော်ဒီမှာထုတ်ထားခဲ့ပြီနော်ဒီမှာအော်လေးထုတ်ထားခဲ့တာဒီဟာလေးတွေအုပ်ဆက်ကာလို့ရတာပေါ့နော်ပြောချင်တာလေဟုတ်ကဲ့ကိုစတီဗင်ချောင်းမင်္ဂလာပါရှင်ကိုညီညီမင်္ဂလာပါနော်ညီမလေးຫນွေလေးမင်္ဂလာပါကိုဒီမှာဆရာလေးကြောင်းလေးပြီးသွားပြီအန်ဒီတော်တင်တင်ဝင်းမင်္ဂလာပါရှင်ဆရာလေးကြောင်းလေးပြီးလို့ဝန်သားအားရကဲလာပြီးတော့မှပြတာဓာတ်ပုံလေးလည်းရိုက်သွားမယ်နော်ဆရာလေးအကုန်လုံးဆယ်လီဝန်တာနေပြီတအားဝန်တာနေကျေးဇူးလည်းတင်နေကျေးဇူးတွေလည်းတင်းနေတယ်ပျော်လည်းပြောနေပြီဆယ်လီအပီးစီဒါမျိုးလေးလုပ်ဖို့ဆိုတာဘယ်လွယ်မှာတော့ဆယ်လီရဲ့ဖုံးကံပဲနော်ဆယ်လီဒီနားတော့ဒီလိုလည်းမလုံးနိုင်ပါဘူးဒီမိုင်းရဲ့ကျေးဇူးကြောင့်ဟုတ်ကဲ့ပါဆယ်လီဒါအခုမှလှုပ်လိုက်တာမလားနင်းလို့မရသေးဘူးမလားဆယ်လီချော်လဲမှာတပည့်တော်ကရတယ်သမီးဖက်မမေရမပြည့်ဆိုတယ်တန်းလေးတန်းရခဏလေးရရက်တယ်ကဲ
ဒီမှာဒါအပြင်ဘက်ကဆယ်လေးကျောင်းကအကျယ်ဝန်းက12ပေ30ပဲရှိရနော် ဟုတ်ကဲ့ ဟာ12ပေ30ကိုကျမတို့က17ပေ26ပေပေါ့နောက်က4ပေလေးခြံလိုက်ပြီးတော့မှ17ပေ26ပေအပြည့်ဆောက်လိုက်တာပေါ့ပြည့်ဆောက်လိုက်တော့နှစ်ထပ်ကလေးဖြစ်သွားတော့ဆယ်လေးအပိုးပြီးတော့အဆင်ပြေသွားမွန်လမြိုင်ခေါင်လေးနဲ့ဘေးဘက်ကပြအောင်ဆယ်လေးကျောင်းဘေးဘက်ကပြဟောဒီလိုလေးဆယ်လေးကျောင်းလေးကဲအလူရှင်အားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်မ ကျေးဇူးတွေအထူးတင်ပါတယ်လူကန်စီဝါတွေလည်းအားလုံးတိုးတက်ပါစေ ဟုတ်ကဲ့ပါရှင် ကျမကြီးတွေလည်းကောင်းပါစေလို့ဆုတောင်းမေတ္တာပို့တာပါ ဟုတ်ကဲ့ပါဆရာကြီးပေးတဲ့ဆုနဲ့ပြည့်စုံပါစေရှင်ကဲအလူရှင်များအားလုံးကျေးဇူးတင်ပါတယ်ဝမ်းဝင်းပြီးတော့မှအလှူဒန်းကြတော့အလူရှင်များတကယ်ကိုဓမ္မစရိယ3ချမ်းအောင်ဆရာကြီးတော်ပညာဝီအကြောင်းပေါ့နော်ကဲတစ်လနဲ့12ရက်တစ်လနဲ့12ရက်အတွင်းမှာတစ်လ12ရက်ဆက်လေးတစ်လ12ရက်အတွင်းမှာတင်ကျောင်းကြီးတစ်ဆောင်ဖြစ်သွားတာအုံဖွက်ဆိုပြီးမန်းလိုက်တယ်လို့ပဲဆရာကြီးတပည့်တော်ပြောပါလေဆရာကြီးအုံဖွက်မန်းလိုက်မယ်လို့ မလိုက်မယ်နော်ဖြစ်ပါတယ် အုံပွက်မန်းလိုက်မယ်ဆရာကြီးဖြစ်ပါတယ်လို့တအားလူချင်းနေတာလေဆရာကြီးကြောင်လာကြည့်ပြီးတော့ခါတယ်မိဖို့ကြောင်တွေကလည်းရိုင်ရွဲ့လို့ဟိုဗါလဲကျန်းကင်းတွေကလည်းကျိုးလို့အဲ့တော့အာနခုကပါတစ်လနဲ့12ရက်အတွင်းမှာကျောင်းတစ်ဆောင်ဖြစ်သွားတာပါပဲเนาะကဲအားလုံးကျေးဇူးတင်ပါတယ်အလူရှင်နဲ့မိသားစုတွေအခုအလူရှင်မိသားစုများနဲ့အတူယခုကြည့်ရှုနေသူအပေါင်းတို့ရှင်ကိုယ်စိတ်နှစ်ပါးအေးချမ်းသာရှိကြပါစေရှင်ကောင်းကျိုးမင်္ဂလာဖြာဖြာတို့နဲ့ပြည့်စုံပြပါစေရှင်ယနေ့ယခုလူတန်းရသောဤကောင်းမှုကုသိုလ်ကံစေတနာတို့၏အကြောင်းတရားသည်နိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းကျောင်းလူတန်းရသောကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသမျှပြည့်စုံစွာပြေဝစွာခံစားဆန်စားပါစေရှင်ကဲဟုတ်ပြီနော်အဲ့ဒါ live လေးချပြီနော်ဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးကနော်ဟုတ်ကဲ့ပါရှင်